လူတွေကို၄မျိုးခွဲလိုက်တယ်လူတွေကို၄မျိုးခွဲလိုက်တယ်တချို့ကပေးတာကမ်းတာကြိုက်တဲ့လူရှိတယ်အဲ့ဒီလူပေးတာကမ်းတာကြိုက်တဲ့လူဦးစားပေးပြီးတော့ပေးကမ်းတယ်ပေါ့အဲ့ဒီနည်းနဲ့စီယုံတယ်တချို့လူတွေကပေးတာကမ်းတာကိုသိပြီးတော့တန်ဖိုးမထားဘူးစကားပြောရင်မာပြောရင်ဟုတ်လားမကြိုက်ဘူးချိုးချိုးသားသားပြောမှကြိုက်တဲ့လူမျိုးကြတော့ချိုးချိုးသားသားပြောပြီးတော့စီယုံတယ်ပေါ့တချို့ကပေးတာကမ်းတာလည်းအဓိကမထားဘူးချိုးချိုးသားသားပြောတာလည်းအဓိကမထားဘူးကိစ္စဝိဇ္ဇရှိလို့ရှိရင်ဝိုင်းကူလုပ်လို့ရှိရင်ကျေးဇူးတင်တတ်တယ်အဲ့ဒါကိုတန်ဖိုးထားတဲ့လူဆိုလို့ရှိရင်လည်းသူ့ကိစ္စကိုခရီးစဆိုင်ဝမ်းဝမ်းဆောင်ရွက်ပေးတယ်အဲ့ဒီနည်းဖြင့်စီယုံတယ်တချို့ကြတော့ပေးတာကမ်းတာလည်းအဓိကမထားဘူးချိုးချိုးသားသားပြောတာလည်းအဓိကမထားဘူးကိစ္စဝိဇ္ဇဆောင်ရွက်ပေးတာလည်းအဓိကမထားဘူးသူအဓိကထားတာဘာတော့ဆိုရင်ကိုယ့်ကိုအထင်သေးမြင်သေးနဲ့ဆက်ဆံလာလို့ရှိရင်မခံနိုင်ဘူးတဲ့ဓာတ်နုထားပြီးဆက်ဆံတာကိုသဘောကျတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုဓာတ်နုထားပြီးတော့ဆက်ဆံပါတယ်ဟောတာအာလဝကမင်းသားလေးကပေးတတ်ကိုစုစည်းနီးစီယုံနီးပဲသူကအဲ့ဒါလို၄မျိုးခွဲပြီးတော့လူတွေရဲ့အကြိုက်အတိုင်းစုစည်းလိုက်တာနောက်တစ်ခုသူဖြည့်ဆွဲပြီးတော့လျှောက်တာလေးတစ်ခုရှိတယ်အရှင်ဘုရားတဲ့လောကလူတွေဟာဒီလိုစည်းရုံးရုံးနေမကဘူးတဲ့လူတွေဟာတပည့်တော်စကားနားထောင်မို့ရလောက်နားထောင်မို့ရနောက်တစ်ခုအကြောင်းကတော့တပည့်တော်ကပစ္စည်းဥစ္စာချမ်းသာတဲ့မင်းသားတစ်ပါးတဲ့ဟုတ်တယ်လောကလူတွေကရွှေရှိမှအမျိုးတော်တာလေဆင်းရဲတဲ့လူရဲ့စကားဆိုရင်နားထောင်မှာမဟုတ်ဘူးတဲ့တပည့်တော်ကချမ်းသာတဲ့မင်းသားဂုဏ်ရှိတဲ့မင်းသားဆိုတော့တပည့်တော်ဘာပြောရဆင်းရဲပြီဘာမှစားစရာမရှိဘူးဆင်းရဲမွဲတေတဲ့လူတယောက်ကဥဆောင်မယ်ဆိုရင်ဘယ်သူမှလိုက်မှာမဟုတ်ဘူးအဲ့တော့ချမ်းသာဖို့ဆိုတာလည်းပဲလိုအပ်သေးတယ်တဲ့ဆိုလိုတာကဓနဂုံလေးကလည်းရှိရအောင်ဒါကြောင့်လူတိုင်းဟာချမ်းသာအောင်တော့ကြိုးစားကြအောင်ကြိုးစားကြပစ္စည်းဥစ္စာနဲ့ပြည့်စုံအောင်ကြိုးစားပစ္စည်းဥစ္စာနဲ့ပြည့်စုံပြီဆိုလို့ရှိရင်လူရဝင်လာလူရဝင်တယ်လူလောကကိုကရွှေရှိမှအမျိုးတော်တယ်ဘူးဒီတီးမှအမျိုးတော်တယ်ဆိုတာဒါတကယ်ပဲစားစရာမရှိဘူးဆိုရင်အမျိုးတော်မှပဲမတော်ပါဘူးလှုပ်ချင်တယ်နော်စားစရာရှိပြီသိပြီးတော့အောင်မြင်လာပြီကြီးပွားလာပြီယာရုတွေကြီးလာပြီဆိုရင်ကျမ်းဖန်ပြီးတော့အမျိုးဆက်တယ်ကျမ်းဖန်ပြီးတော့အမျိုးဆက်တယ်အဲ့ဒီလိုယာရုလည်းမရှိဘူးစည်းစိမ်ဥစ္စာလည်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့ကျမ်းဖန်ပြီးတော့အမျိုးတွေကနေပယ်ထုတ်တယ်ဒါလူတွေရဲ့သဘာဝကိုပြောပြတာနော်